ကိုလက်ထပ်နိုင် ကို ပြောလေကွာမိသားကိုလက်ထပ်နိုင်မလား ကိုမားနေပြီအဲ့စကားတော်မမေးခင်ကိုအရင်ပြန်မေးရမှာ မိသားမာနာလည်းမိုးထိုးလို့စကားတော့အမှမခံပါလားကိုကတကယ်လက်ထပ်ချင်လို့လက်ထပ်ခွင့်တောင်းတာပေါ့မိသား ဟန်ဆောင်လေးမှမငြင်းဘူးဆိုပြီးတော့တော်အထင်မသေးလိုက်ပါနဲ့ကိုစိတ်ထဲကမပါတဲ့စကားတွေကိုလည်းဟန်မူပြီးတော့တက်မပြောတတ်ဘူးဒီစကားကိုမျိုးလေးနေရာကြပြီဆိုတာကိုလည်းကိုသိမှာပါ အထင်သေးရဆိုတဲ့စကားဘယ်တော့မှမသုံးပါနဲ့မိသားမိသားဆိုတဲ့မိန်းကလေးဟာကိုရင်နေအမြန်ဆုံးတန်ဖိုးထားဆိုမိန်းကလေးပါကိုကနားမနေတဲ့ကိုကသာအထင်သေးဖို့ကောင်းနေတော့မိသားကိုအထင်သေးသွားမှာပါကိုစိုးရိမ်နေရတော့မိသား